ဒီနေ့ကျွန်တော်ပထမဦးဆုံးစတင်ဖြော်ပြပေးခြင်းတဲ့တခြင်းလေးကတော့အဆောင်အလျှောက်ဆိုတဲ့တခြင်းလေးနဲ့ဖြော်ပြပေးခြင်းပါတယ်ဒီတခြင်းလေးကိုအားလုံးနားဆင်ခံစားအားပေးကြပါဦးခင်ဗျာဒီချင်းနားမှာကျွန်တော်တို့ရေကြီးနေတယ်လို့ကြားသိရတဲ့ကြောင့်ဒီတခြင်းလေးနဲ့ဆုတောင်းမြတ်တာပို့တာရပါတယ်တေးရကတော့ကိုမင်းစီသူဖြစ်ပါတယ်ခင်ဗျာအဆောင်အလျှောက်ဆိုတဲ့တခြင်းလေးကိုနားဆင်ခံစားအားပေးကြပါဦးကျွန်တော်ကဖုန်းကနေလည်းပါပါတယ်ကဲဟုတ်ပြီဘယ်လိုစောင့်ရှောက်သွားမလဲဆိုတော့ကြည့်အောင်မျောလင်းခြင်းလေးများမပြတ်လို့ခင်ဝဲရောင်နေလင်းလက်ဖို့တစ်ခုခုတော့ဒီနေ့တွေ့မယ်ငိုတဲ့မူများတိတ်ကောင်းသောလက်ကမ်းမယ်ညတာစွာနှလုံးသားမှာဖြူစင်ရင်နဲ့တို့အားလုံးဒူချင်းများဝေမယ်အညိုတေးတွေအမုန်းကြွေးတွေကုန်ချီပြတ်မယ်ဒီလောကကိုပန်းမိုးတွေကျဲရှင်ဖယားရှင်ဖယားရှင်ဖယားကပေဆုံးများကဝဲဖယ်ရှားပေးပါရှင်ဖယားရှင်ဖယားရှင်ဖယားဖယားတပည့်တော်သားသမီးများစွာကဘာကိုနှွေးထွေးလို့ငြိမ်းချမ်းခြင်းတဲ့လာကလည်းမတွေ့သူကလေးလေးတွေလင်းမဲ့အမောင်တဲ့မန်တရားများဟာအမဖြစ်နေစေညတာစွာနှလုံးသားမှာဖြူစင်ရင်နဲ့တို့အားလုံးဒူချင်းများဝေမယ်အညိုတေးတွေအမုန်းကြွေးတွေကုန်ချီပြတ်မယ်ဒီလောကကိုပန်းမိုးတွေကျဲရှင်ဖယားရှင်ဖယားရှင်ဖယားကပေဆုံးများကဝဲဖယ်ရှားပေးပါရှင်ဖယားရှင်ဖယားရှင်ဖယားဖယားတပည့်တော်သားသမီးများစွာပေးပါရှင်ဖယားရှင်ဖယားရှင်ဖယားကပေဆုံးများကဝဲဖယ်ရှားပေးပါရှင်ဖယားရှင်ဖယားရှင်ဖယားဖယားတပည့်တော်သားသမီးများစွာပေးပါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ